မီယမာတော့ကဒါထူးဆန်းတဲ့ record တော့မဟုတ်ဘူးလမီယမာကပြီးခဲ့တဲ့ပွဲတွေမှာဆိုလဲပွဲတိုင်းနီးပါးလောက်ဒီ jewel အများစုမှာသူကအောင်မြင်တဲ့ရခိုင်တို့တော်တော်များတဲ့ကစားသမားဆိုတော့တွေ့ရပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ခုနလေးရပဲကစားလို့ပြီးသွားတဲ့ Villarreal နဲ့ Barcelona ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲပြီးသုံးချက်ကိုတင်ဆက်ပေးသွားခြင်းပါတယ်ဒီပွဲမှာတော့ဧည့်သည်အနေနဲ့လာကစားတဲ့ Barcelona ကလမီယမာနဲ့ Rafinha ရဲ့သွင်းကို2ဂိုးနဲ့ 0-2 ဆိုတဲ့ရလဒ်နဲ့Villarreal ကိုအနိုင်ယူခဲ့ပါတယ်ဒီပွဲနဲ့ပတ်သက်ပြီးထူးခြားပြောခဲ့ရရှိတာကတော့ပွဲစဉ်ပထမပိုင်းမှာပဲ Villarreal ရဲ့နောက်ခံကစားမှာ Renato Veiga လမီယမာကိုဖျက်ထုတ်ပုံကျန်းလို့အနီးကပ်နဲ့ထုတ်ပယ်ခံရပါတယ်အဲ့ဒီထုတ်ပယ်ခံရခြင်းကပဲဒီပွဲကိုအလှည့်ပြောင်းဖြစ်သွားစေတယ်လို့ကျွန်တော်ကယူဆပါတယ်ပြီးတော့နောက်တစ်ခုက Villarreal ဟာဒီယာဒီမှာအိမ်ငွေးရှုံးပွဲလုံးဝမရှိသေးပါဘူးလာလီဂါရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပါတယ်ဒီပွဲမှာတော့သူတို့ပထမဆုံးရှုံးပွဲကိုကြုံတွေ့ခဲ့ရဖြစ်ပါတယ်ဘာစီလိုနာတော့သူတို့ရဲ့အတောင်တင်းဆုံးဆိုတဲ့လူစင်းကိုဒီပွဲမှာပွဲထုတ်လာခဲ့ပါတယ်တိုက်စစ်မှာလမီယမာရဲ့ Rafinha ရဲ့ Ferran Torres ရဲ့ပွဲထုတ်လာပြီးတော့ကွင်းလန်မှာတော့ Frankie De Jong နဲ့ Eric Garcia ပွဲထွက်လာပါတယ်နံပါတ်10နေရာမှာတော့ Fermin Lopez ကစားပါတယ်ခံစစ်နေရာမှာတော့ပုံမှန်ပွဲထုတ်နေကြ၄ယောက်ဖြစ်တဲ့ Valde ရဲ့ Gerard Martin ရဲ့ Kubasi ခွန်တဲတို့ပွဲထွက်လာခဲ့ပြီးဂိုးသမားနေရာမှာတော့Joan Garcia ပွဲထွက်လာခဲ့ပါတယ်ဒီပွဲမှာအထူးကျွန်တော်တို့ highlight ပြောရမယ့်လူကတော့စပိန်ဂိုးသမားဖြစ်တဲ့ Joan Garcia ပါ Joan Garcia ကကျွန်တော်တို့ဆိုတော့ဒီပွဲမှာ Man of the Match နဲ့ထိုက်တယ်ကစားမလို့ဆိုရမှာဖြစ်ပါတယ်ပွဲပြီးမှလည်းသူ့ရဲ့လက်စွမ်းပေါ်နီးပြ Hansi Flick ကလည်းချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်ဘာစီလိုနာကပြိုင်ပွဲစုံနောက်ဆုံး3ပွဲဆက်ကလင်းရှိရခဲ့တယ်လက်ရှိပွဲကတော့ Joan Garcia ပေးတဲ့ကလင်းရှိလို့ပြောမှာဖြစ်ပါတယ်သူကဒီပွဲမှာ Truja Villarreal ကတယောက်ရော့ Villarreal ကိုဘာစီလိုနာကဂိုးကန်သွင်းခွင့်နဲ့အကြိမ်ကြိမ်ခွင့်ပြုခဲ့ရပြီးတော့ Joan Garcia တယောက်တည်းကဂိုးကန်သွင်းမှုsave 5ချိန်ထိလုပ်ခဲ့တာဖြစ်ပါတယ်တကယ်တော့ Villarreal ဘက်ကလူဂျွန်နေခဲ့လို့တာဗျလူဂျွန်အနေထားကနေကန်သွင်းချက်တွေကိုလည်း Joan Garcia ကချိန်ပေါင်းများစွာကာဝယ်ခဲ့သူဖြစ်ပါတယ်ဒီပွဲကပွဲအစမိနစ်20လောက်ကတော့တကယ်တစ်ဖက်ဒရိုင်းကန်တယ်အပြန်အလှန်တိုက်စစ်ဆင်တယ် transition တွေကလည်းအများမြန်တယ်ဘာစီလိုနာကဘောလုံးကင်ထားရမယ်ဒီ Villarreal ရဲ့transition တွေကအင်မတန်မြန်တယ်သူတို့တိုက်စစ်မှုတွေဖြစ်တဲ့ Pires နဲ့ Pepe တို့ရဲ့လှုပ်ရှားမှုတွေအင်မတန်ကောင်းတယ်ဘာစီလိုနာအနေနဲ့ပွင့်လင်းပြောရရင်များတယောက်ချင်းသာကစားမယ်ဆိုရင်ဒီလိုရလဒ်မျိုးထွက်ချင်မှတောင်ထွက်လိမ့်မယ်ပွဲစဉ်ပထမပိုင်းမှာကျွန်တော်သတိထားမိလို့ဆိုရင်15မိနစ်10လောက်တွင်းမှာ Villarreal ကတော်တော်လေးဘာစီလိုနာကိုဖိအားပေးနိုင်ခဲ့တာတွေ့ရတယ်ဘာစီလိုနာကွင်းလန်လူဖြစ်တဲ့ Eric Garcia နဲ့ Frankie De Jong ဆိုလည်းတော်တော်လေးအလုရှုပ်ခဲ့တယ်ပြီးတော့နောက်တန်း back line တစ်လိုင်းလုံးအလုံများခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီပွဲအလှည့်ပြောင်းကတော့ဒီမိနစ်39မိနစ်မှာလမီယမာကိုVillarreal နောက်ခံလူဖြစ်တဲ့Veiga ကဖျက်ထုတ်ဖို့ကြမ်းလို့အနီးကပ်ပြထုတ်ပေးခဲ့တယ်ဒီပွဲဒီဆုံးဖြတ်ချက်ကဒီပွဲရဲ့အလှည့်ပြောင်းဖြစ်သွားတယ်ဒီအနီးကပ်နဲ့ပတ်သက်ပြီးလဲစောရကတက်စရာတွေရှိပေမဲ့ဒီအနီးကပ်ကတော့ပြောရင်ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်လိုပဲပြောမှာဖြစ်ပါတယ်ဒါပေမဲ့တယောက်ရောက်သွားခြင်းက Villarreal ရဲ့ကစားအားကိုတော့ရော့ကျသွားစေခြင်းမရှိခဲ့ဘူးလို့ပြောရမယ် Villarreal ကအဲ့နောက်ပိုင်းမှာလဲဘာစီလိုနာဘက်ကိုမထင်သလိုအလင်းငိုက်ဖမ်းပြီးတော့တုံ့ပြန်မှုတွေလုပ်ခဲ့တယ်တိုက်စစ်မှုတွေကလည်းအခွင့်အရေးတွေအများကြီးရခဲ့တယ်ဘာစီလိုနာနောက်တန်းအားနည်းချက်တချို့ကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ဒါပေမဲ့ကိုသမားဂါဇီယာကအကောင်းဆုံးလက်စွမ်းနဲ့ကာဝယ်ခဲ့လို့ဒီပွဲကဂိုးမပေးခဲ့ရတယ်နိုင်ပွဲလည်းရခဲ့တယ်ပေါ့နောက်ထပ် highlight လုပ်ပြောရမယ့်သူနှစ်ဦးကတော့ဒီပွဲမှာဂိုးသွင်းခဲ့တဲ့ Rafinha နဲ့ လမီယမာဖြစ်ပါတယ် Rafinha ကတော့တကယ်အင်မတန်ဘာစီလိုနာရဲ့အသက်သွေးကြောဆိုတာသိကြပါတယ်ဒီနှစ်မှာဘာစီလိုနာရလဒ်မကောင်းခဲ့တဲ့ရင်းရံခဲ့တဲ့ကာလတချို့ရှိခဲ့တယ်အဲ့ဒီကာလတွေက Rafinha ဒဏ်ရာကြောင့်အနားယူရတဲ့ကာလတွေပြီးတော့ battery မပါနိုင်တဲ့ကာလတွေပါ Rafinha အင်မတန်ခြေစွမ်းပြခဲ့တယ်အသင်းကိုဒီ mentality စိတ်သက်ပိုင်းအနေနဲ့ရောကစားပုံပြီးတော့high press အနေနဲ့ပါတကယ်တပွဲလုံးကိုမဆုံးမနစ်အားကုန်ထုတ်ရုန်းကန်ကစားသွားခဲ့တယ်သူကဒီပွဲမှာအင်မတန်လှတဲ့နောက်ထပ်တကူလဲသွင်းယူလူနီးဖြစ်ခဲ့ပေမဲ့ဒါသူ့ရဲ့ကန်ချက်အဝေးကန်ချက်ကတိုင်နဲ့ထိပြီးတော့ပြန်ထွက်ခဲ့တဲ့အတွက်နင်လာခဲ့ရပါတယ်အဖွင့်ကိုတော့ Rafinha က
သူ့ကြောင့်ရတဲ့ penalty ကနေပဲအဖွင့်ကိုသွင်းခဲ့တယ်ပြီးတော့ဒုတိယဂိုးတော့လမီယာမာက Frankie De Jong ရဲ့ဖန်တီးမှုကနေသွင်းခဲ့တာဖြစ်ပါတယ်ဒီပွဲမှာအားနည်းချက်အနေနဲ့ပြောရမယ်ဆိုတော့ဘာစီလိုနာရဲ့ခံစစ်မှု၄ယောက်လုံးအားနည်းချက်တချို့ကိုမြင်ရတယ်အထူးသဖြင့်ဘယ်ဒီနဲ့ဂျရာမာတင်ရဲ့ဘယ်ဘက်ချမ်းကပေပေကိုလုံးဝမထိန်းနိုင်ခဲ့ဘူးဒီဗီလာရီရဲ့ညာတောင်မန်ကိုမထိန်းနိုင်ခဲ့ဘူးပေါ့သူတို့အမားယွန်းနေလောက်တယ်ဆုံးဖြတ်ချက်အမားတွေကျူးလွန်ခဲ့တယ်ဒါကတော့တရားပေါက်ပြင်ရမယ်ဟန်စီဖလစ်နဲ့ဒီဘာစီလိုနာသင်းကောင်းဆောင်ဖရန်ကီဒီယောင်ကလည်းပြောထားတာရှိပါတယ်သူတို့အနေနဲ့ဒီပွဲဒီ2025ကိုနိုင်ပွဲနဲ့ပိတ်သိမ်းနိုင်ခဲ့တယ်ပြီးတော့ဘာစီလိုနာတို့လည်း9ပွဲဆက်အနိုင်ရတဲ့အတွက်အင်မတန်ဝမ်းသာရမယ်သူတို့အနေနဲ့တိုးတက်စရာတွေအများကြီးရှိသေးတယ်လို့သူတို့ပြောထားပါတယ်မှန်ပါတယ်ဗီလာရီယက်တာတယောက်ရောမဟုတ်ဘဲနဲ့ကစားမယ်ဆိုရင်ဘာစီလိုနာဒီလိုရလဒ်မျိုးရခြင်းမှရအောင်မယ်ဒါပေမဲ့အကောင့်မကတွေးရင်တော့ဘာစီလိုနာကသူတို့တိုက်စစ်မှုတွေဂိုးသွင်းနိုင်ခဲ့တယ်ပြီးတော့ပြိုင်ပွဲစုံ9ပွဲဆက်နိုင်ခဲ့တယ်ဒီရလဒ်ကတော့ဘာစီလိုနာအတွက်အင်မတန်ကောင်းမွန်တဲ့မှတ်တမ်းလို့ပြောရမှာပဲနိုဝင်ဘာဒေကစပြီးတော့သူတို့ကအလာဗက်ကိုနိုင်တယ်အလာဗက်အတလက်တီကိုရီယယ်ဘက်တစ်ချန်ပီယံလိမှာဖရန့်ဖတ်အိုဆာဆူနာပြီးတော့ကိုပါဒါရီတပွဲပြီးတော့လက်ရှိအခုကစားခဲ့တဲ့ဗီလာရီနဲ့ပွဲနောက်ဆုံး9ပွဲဆက်နိုင်ခဲ့တယ်ပြီးတော့3ပွဲဆက်ကလင်းရှိရခဲ့ဆိုတော့ဒီမှတ်တမ်းကတော့ဘာစီလိုနာအတွက်တော်တော်လေးကောင်းမွန်တဲ့မှတ်တမ်းပါသူတို့ကလက်ရှိမှာအဆင့်2နေရာကရီယယ်မက်ဒရစ်ကို၄မှတ်ဖြတ်ထားနိုင်ပြီလည်းဖြစ်ပါတယ်ဒီ2025ကိုလည်းသူတို့အလှဆုံးပိတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဘာစီလိုနာအတွက်ကတော့ဒီနှစ်ကရာသီအစမှာရုန်းကန်ခဲ့ရဒါတွေရှိပေမဲ့လက်ရှိချင်းတော့ဘာစီလိုနာရဲ့အကောင်းဆုံးပုံစံပြီးခဲ့တဲ့ရာသီကပုံစံကိုမြင်တွေ့ရနေရပြီလို့လည်းဆိုရမှာဖြစ်ပါတယ်ပြီးတော့ဒီပွဲမှာထူးခြားနေတဲ့ပြောရမှာလမီယာမာပါလမီယာမာကပွဲစဉ်အစပိုင်းမှာရုန်းကန်ခဲ့ရပေမဲ့ဒီတယောက်သွားတဲ့ဗီလာရီရဲ့ခံစစ်ကိုအဓိကထိုးနှက်ခဲ့တဲ့ဘာစီလိုနာတိုက်စစ်လမ်းကြောင်းတွေကိုဥဆောင်ခဲ့သူလည်းဖြစ်ပါတယ်ဒီပွဲမှာထူးခြားတဲ့မှတ်တမ်းကတော့လမီယာမာကပတ်စ်64ချိန်ထိပေးခဲ့ပြီးတော့ accurate pass က86ချိန်ရှိခဲ့တယ်ဒါကတိုက်စစ်ကစားမတယောက်အတွက်တော်တော်လေး pass ဘောလုံးထိချက်အင်မတန်များတဲ့ပွဲလို့ပြောရမှာလမီယာမာကိုကျွန်တော်သတိထားမိသလောက်ဒီပွဲလောက်ဘောလုံးထိချက်များတဲ့ပွဲမရှိသေးဘူးလို့ဆိုတာပြီးတော့ chance create လည်း6ချိန်လုံနိုင်ခဲ့တယ်ဒီပွဲအတွက်အများဆုံးပါရှုပ်က4ချိန်လုံတဲ့နေရာမှာ2ချိန်ဂိုးပေါက်တဲ့တယ်ပြီးတော့ dribble အနေနဲ့ဆိုရင်လည်းဒီပွဲမှာပြိုင်ဘက်ခံစစ်မှုတွေကို12ချိန်လိန်ခောက်တဲ့နေရာမှာ9ချိန်အောင်မြင်ခဲ့တယ်သူ့ရဲ့လိန်ခောက်အောင်မြင်မှုက58%ထိရှိခဲ့ဆိုတော့တော်တော်လေးကောင်းမွန်တဲ့မှတ်တမ်းလို့ပြောရမယ်ပြီးတော့နောက်ထပ်တစ်ချက်လူတွေသတိမထားမိတဲ့အချက်တစ်ခုကိုပြောရမယ်ဆိုရင်လမီယာမာကဒီဂျူယ်ရီပြိုင်ဘက်ကစားမနဲ့ဘောလုံးရှည်လူရဲ့နေရာမှာအင်မတန်ပါနေတယ်တော်တော်လေးအည်သွေးမြင့်တဲ့ကစားမဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဒါဘာစီလိုနာပွဲတွေကိုသတိထားကြည့်မှာပဲသိနိုင်ပါလိမ့်မယ်ကျွန်တော်တို့ highlight တွေကြည့်ုံနဲ့ဒါကို highlight တွေကြည့်ုံတချို့ပွဲတပွဲတလေကြည့်ုံနဲ့ဒါကိုသတိထားမိမှာတော့မဟုတ်ဘူးဗျကျွန်တော်တို့ဘာစီလိုနာပွဲတွေကိုအများကြီးစောင့်ကြည့်ဖြစ်တဲ့အတွက်လမီယာမာကခံစစ်ကိုလိုက်ပါကူညီနေနေမှာအထူးသဖြင့်ဒီဂျူယ်ရီရှေ့လူရဲ့နေရာမှာတော်တော်လေးပါရည်နေရှေ့လူတယောက်ဆိုတော့ကျွန်တော်တွေ့မြင်ရပါဒီပွဲမှာဆိုရင်လည်းသူ ground jewel ရှေ့လူရ18ချိန်ရှေ့လူမှာ17ချိန်အောင်မြင်တယ်အောင်မြင်မှု65%ဆိုတော့ဒီပွဲမှာ jewel အများဆုံးအောင်မြင်တဲ့သူလည်းဖြစ်ခဲ့ပါတယ်ဒါလမီယာမာတော့ကဒါထူးဆန်းတဲ့ record တော့မဟုတ်ဘူးလမီယာမာကပြီးခဲ့တဲ့ပွဲတွေမှာဆိုရင်လည်းပွဲတိုင်းနီးပါးလောက်ဒီ jewel အများစုမှာသူကအောင်မြင်တဲ့ရခိုင်တို့တော်တော်များတဲ့ကစားမဆိုတော့တွေ့ရပါတယ်ဒီပွဲမှာတော့သူကရီနာဒိုဗီဂါရဲ့ဖက်ထုတ်မှုကြောင့်အပြင်းထန်ဒဏ်ရာရသွားတဲ့အနေအထားမျိုးမြင်ရပေမဲ့ပွဲကိုဆက်ကစားတယ်ပြီးတော့ဒုတိယပိုင်းမှာသူလိုအပ်တဲ့သွင်းကိုတစ်ခုကိုရရှိခဲ့တယ်ဆိုတော့သူကဒီယာဒီမှာဘာစီလိုနာအတွက်လာလီဂါ14ပွဲကစားထားတယ်သွင်းကို9ကိုဖန်တီးမှု9ကြိမ်ဆိုတော့ဂိုးပန်ပတ်သက်မှု14ကြိမ်လောက်ထားဆိုတော့တော်တော်လေးကောင်းတဲ့ record လို့ပြောလို့ရပါတယ်ပြီးတော့ပြိုင်ပွဲစုံတွေဆိုရင်ဒီယာဒီမှာပွဲ20ကစားထားပြီး10ဂိုးသွင်းတယ်ဂိုးဖန်တီးမှု10ကြိမ်ဆိုတော့အသက်18နှစ်အရွယ်ကစားမအတွက်ကတော့တော်တော်လေးပြည့်စုံလုံလောက်တဲ့သွမ်းဆောင်ရည်လိုပဲပြောမှာဖြစ်ပါတယ်နောက်တစ်ချက်ကလမီယာမာရဲ့ဒီနောက်ဆုံးပွဲစဉ်တွေကဒီခြေစွမ်းပေါ့မှတ်တမ်းတွေကိုကြည့်ရနေမှာလမီယာမာကနောက်ဆုံးကစားခဲ့တဲ့10ပွဲမှာသူ့ရဲ့ဒီ rating ကိုတွားကြည့်ရခါမှာလုံးဝဝါနေဆိုတော့မရှိလုံးဝအစိမ့်နေကြီးပဲ8နဲ့ 8.5 အထက်ပဲရှိတယ်ဒါပြိုင်ပွဲစုံ10ပွဲပါဒီထဲမှာသူ rating နည်းခဲ့တာဆိုရင်ဒါ
7.6 ဆိုတာ Chelsea ကို 3-0 နဲ့ရှုံးခဲ့တဲ့ပွဲမှာပဲသူ့ရဲ့ rating က8အောက်ကိုရောက်တယ်ကျန်တဲ့10ပွဲမှာ8နဲ့8အထက်တည်ကြီးပဲရခဲ့ပါတယ်ဒါတော့တော်လေးထူးခြားတဲ့မှတ်တမ်းလို့ပြောမှာဖြစ်ပါတယ်လက်ရှိမှာဘာစီလိုနာကပြိုင်ပွဲဆုံး9ပွဲနိုင်ပြီးတော့လာလီဂါထိပ်ဆုံးမှာရပ်တည်နေတယ်မနေ့ကဆိုရင် Real Madrid က Sevilla ကို 2-0 နိုင်တယ် Bellingham သွင်းတယ် Mbappe သွင်းတယ်ပြီးတော့နောက်ထပ်ပြိုင်ပွဲတသင်းဖြစ်တဲ့ Atletico Madrid ကလည်း Girona ကိုဒီနေ့အစောပွဲမှာပဲ3-0 နိုင်တယ်ဆိုတော့လက်ရှိလာလီဂါအမှတ်ပေးရတဲ့တင်မှုကတော့ပွဲစဉ်18ပြီးမှာဘာစီလိုနာကရမှတ်46မှတ်နဲ့ထိပ်ဆုံးမှာရပ်တည်နေတယ် Real Madrid ကသူ့ရဲ့ဘာစီလိုနာရဲ့နောက်4မှတ်ကွာ42မှတ်နဲ့အဆင့်1 Atletico Madrid ကတော့38မှတ်နဲ့အဆင့်3မှာရှိပါတယ်ဘာစီလိုနာကိုအရင်နေခဲ့တဲ့ Villarreal ကတော့အဆင့်4မှာ35မှတ်နဲ့ရပ်တည်နေပဲဒါပေမဲ့ Villarreal ကလက်ကျန်2ပွဲကစားဖို့ရှိပါသေးတယ်အဲ့ဒီ2ပွဲမှာသာ2ပွဲလုံးနိုင်ရမယ်ဆိုရင်တော့ Villarreal ကအဆင့်3နေရာကိုရရှိမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီနေ့ကစားခဲ့တဲ့ Villarreal နဲ့ Barcelona ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲပြီးသုံးသက်ချက်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ပွဲတွေမှာလည်း Barcelona ပွဲတွေအပြင် La Liga အထူးသဖြင့် La Liga ပွဲစဉ်တွေကိုကျွန်တော်ပွဲပြီးသုံးသက်ချက်ပွဲချုပ်သုံးသက်ချက်တွေလုပ်သွားဖို့ရှိပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်